တရားရခြင်းဘာလို့ရမှာတော့ဘာကြောင့်တရားရနိုင်တယ်လဲဘာကြောင့်တရားမရနိုင်တယ်လဲဒီမိကုန်းကြတော့အလွန်လေးနဲ့သွားပြီနော်အဲ့ဒါမြတ်စွာဘုရားဘယ်လိုဖြေလဲဆိုတော့အနုယောကောအာထုတ်တဲ့အလေးအကျင့်ရှိတယ်ပစ္စဝခန္ဓာဆင်ခြင်တဲ့အလေးအကျင့်ရှိတယ်နှစ်ချက်ဟောတယ်အာထုတ်ရမယ်ဆင်ခြင်ရမယ်အဲ့ဒါဆိုရင်တရားရမယ်အာမထုတ်ဘူးမဆင်ခြင်ဘူးဆိုရင်တရားမရဘူးအဲ့တော့အာထုတ်တယ်ဆိုတာဘာပြောတာတော့အာထုတ်တယ်ဆိုတာသတိပဋ္ဌာန်တရားပွားတာကိုပြောတာဝင်လေထွက်လေကိုကြည်နေတယ်ထင်ရှားတဲ့ယုံတန်ကိုဒလဇက်ပြစ္ဆုတ်ပံဖြစ်ရတဲ့အတိုင်းကိုအမြဲတမ်းသတိနဲ့ကြည်နေတယ်မလက်เสียရဘူးမလွတ်เสียရဘူးအချားအပေါက်နင်းနိုင်တယ်များနင်းအောင်ပြစ္ဆုတ်ပံတိုင်းကိုသတိစိုက်ပြီးတော့ထားတယ်အဲ့ဒါအာထုတ်တယ်ဆိုတာအဲ့ဒါပြောတာဆင်ခြင်တယ်ဆိုတာကြတော့သူကဘဝရဲ့အမှန်တရားတွေကိုခေါင်းထဲအမြဲတမ်းထည့်တာတွေးတာနော်တွေးတာကိုမကောင်းဘူးလို့လူတွေကခြုံပြီးတော့တခါတည်းပြောကြတာရှိတယ်ဟာကောင်းတဲ့အတွေးကအရင်ကောင်းတယ်ကောင်းတဲ့အတွေးကနိဗ္ဗာန်ထိကိုပို့မှာမကောင်းတဲ့အတွေးကသာမကောင်းတာကောင်းတဲ့အတွေးကအလွန်ကောင်းတယ်မဂ္ဂင်၈ပါးထဲမှာတမ္မာသင်္ကပ္ပဆိုတာမပါဘူးလားဘာပြောတာအဲ့ဒါမှန်ကန်တဲ့အတွေးရှိရမှာနော်မှန်ကန်တဲ့အတွေးရှိမှမှန်ကန်တဲ့အပြောမှန်ကန်တဲ့အလုပ်မှန်ကန်တဲ့အတ္တဝေယံကြောင့်မှုဆိုတဲ့လာမှာဟုတ်လားအခုဒီမှာမြတ်စွာဘုရားတွေးရမယ်အာထုတ်တဲ့အပိုင်းကိုအာထုတ်ရမှရှိတယ်လို့မှန်မှန်ကန်ကန်တွေးတောဆင်ခြင်ရမယ့်အပိုင်းကိုမှန်မှန်ကန်ကန်တွေးတောဆင်ခြင်ရမယ်ဥပမာအိုနာသေးကွဲကံနဲ့တွဲအမြင်နေတိုင်းရှုအဘိဓါသုတ်တံမြတ်စွာဘုရားဟောတာကိုဘဝအပါဝင်ဘဝအားလုံးသည်အိုတတ်တဲ့ဘဝအိုရမယ့်ဘဝဘယ်လိုမှမလွန်ဆန်နိုင်ဘူးအိုမျိုးအိုတဲ့သဘာဝနာတတ်တဲ့အမျိုးနာတတ်တဲ့သဘာဝဘယ်လိုမှလွန်ဆန်လို့မရဘူးတည်တတ်တဲ့အမျိုးတည်ရမယ့်သဘာဝဘယ်လိုမှလွန်ဆန်လို့မရဘူးချစ်သူခင်သူတို့နဲ့ခွဲရမယ့်သဘာဝကွဲရမယ့်သဘာဝဘယ်သူမှလွတ်ကင်းခွင့်မရှိဘူးကိုယ်စိတ်ထားနဲ့တန်တဲ့အကျိုးရလဒ်ကိုသိမ့်ပရလိမ့်မယ်ရရှိရလိမ့်မယ်ဒါရှောင်လွဲလို့မရဘူးကိုဘာလုပ်တယ်လဲလှုပ်ချင်တာလှုပ်အဲ့ဒီအလုံးနဲ့တန်တဲ့အကျိုးရလဒ်တစ်ခုဟာထွက်လာလိမ့်မယ်လှုပ်တုံးကလှုပ်ပြီးကြတော့လှုပ်ပြီးတော့မှအကျိုးရလဒ်ရကနေကြမှာမရခြင်းဘူးဆိုလို့ညင်းပယ်နိုင်တဲ့ဆွမ်းအဘယ်သူမှမရှိဘူးဒါအမှန်တရားအိုနာသေးကွဲကံနဲ့တွဲဆိုတာကိုပြုတ်ထားတဲ့ကောင်းကံဆိုးကံတနည်းအားဖြင့်ကိုထားတဲ့စိတ်ထားဆိုးစိတ်ထားကောင်းအဲ့ဒါနဲ့တန်တဲ့အကျိုးရလဒ်ကိုဘယ်သူမှရှောင်လွှဲလို့မရဘူးလို့ပြောတာ။အိုနာသေးကွဲကံနဲ့တွဲအမြဲနေတိုင်းရှုအဲ့ဒီသုတ္တမမြတ်စွာဘုရားကပင်စီမဏိဘိက္ခွေဌာနတိအဘိနံပစ္စဝခိတ္တဗာနိအဋ္ဌိယဝပုရိသေနဝဂါထိနဝပပ္ပစိတေနဝယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ရှင်ရမ်းပဲဖြစ်ဖြစ်ဆင်ခြင်ရမယ်ဆိုတော့ပစ္စဝခဏဆိုတဲ့စကားလုံးလေးနဲ့သုံးပြီးတော့ဟောတာနော်ဘုန်းကြီးကအဲ့ဒါလေးကိုအမှတ်ရလို့ပြောတာတရားရခြင်းဘာလို့ရမလို့အားထုတ်ရမယ်ဆင်ခြင်ရမယ်တရားကိုရှုမှတ်ပွားများရမယ်ခန္ဓာမှာဖြစ်နေတာကိုဒလဇက်ကြည့်ရမယ်ဒါအားထုတ်တာကိုပြောတာဩငါသေရမယ်ဘဝပါလားသေမျိုးပါလားတခြားသောတရားတွေလည်းအကုန်လုံးသေရမှာပါလားလောကကြီးကအသေးလောကကြီးပါလားဒီလိုပဲရှေးကဖြစ်ခဲ့တဲ့လူတွေအကုန်ပျောက်ခဲ့ပြီအခုဖြစ်နေတဲ့လူတွေလည်းအကုန်ပျောက်သွားအောင်မယ်နောင်ဖြစ်လာမဲ့လူတွေလည်းအကုန်လုံးပျောက်သွားကြမှာပဲဒီလမ်းစဉ်ကြီးကိုသွားနေတာလောကကြီးကကောင်းတဲ့သဘောမဟုတ်ဘူးဆိုတာကိုဘုန်းကြီးတို့ကတော့ဆင်ခြင်ရတယ်အဲ့ဒါလိုအာထုတ်ခြင်းဆင်ခြင်ခြင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တရားရလိမ့်မယ်အာမထုတ်မှုဆင်ခြင်မှုနဲ့နေမယ်ဆိုရင်အဲ့ဒီလိုတရားမရဘူး